ကဲဒီကောင်နော်ဒီကောင်ကနောက်မိမယူသွားတာလို့ပြောတယ်နော်သူ့မိမကိုယ်တိုင်အခုပြောတာနောက်မိမယူသွားတာတဲ့ထိုင်းနိုင်ငံမှာရှိတယ်တဲ့အဲ့တော့ပြောချင်တာကနော်မိမတွေခလေးတွေကနောက်ပိုင်းမှာကြံခဲ့တာခလေးလေးတွေလည်းချက်စရာလေးတွေကွာကောင်မလေးဆိုလည်းချက်စရာလေးကောင်လေးဆိုရင်ပို့တော်ချောသေးတယ်ချက်စရာလေးသိလားဒီကောင်လေးရဲ့ရုပ်ရည်အင်္ဂါကိုကြည့်ရတာတော့ဒီခလေးကဟိုကောင်းစားမဲ့ထဲမှာတော့ပါတယ်ပြောချင်တာအဲ့ဒီကောင်နော်ကိုဒီထိုင်းကိုသွားဖို့ကိုမိမကအတိုးတွေနဲ့ပတ်စံရှာပေးလိုက်တာနင်တို့နောက်မရလိုချင်တဲ့ယူမယ်ဆိုလို့ရှိရင်လည်းယူဒါပေမဲ့အဲ့အကျွေးတွေကိုဆက်ပေးလေဟိုမှာမိမကခလေး2ယောက်နဲ့ခလေး2ယောက်ကနောက်ပြီးအရွယ်မရောက်သေးဘူးចောင်းသားတွေနော်ចောင်းသူចောင်းသားတွေမိန်းကလေးတယောက်ယောက်ျားလေးတယောက်ဒီအမျိုးသမီးတယောက်ထဲနဲ့ဒီအကျွေးတွေကိုဘလို့ဆက်မလဲပြောချင်တာကသူ့မှာစာဝတ်နေရေးအတွက်ရုံးကန်ရအောင်ဒီကလေး2ယောက်ကចောင်းစရိတ်တွေရှိသေးတယ်နင်ကနောက်မိမယူပြီးအဆက်အသွယ်မလုပ်ဖ ೇನೆ ဒီတိုင်းထားတော့ဘာလဲနင်ကလေးတွေကိုကောက်ရုပ်ပုံချီထားမှာဟမ်နင်အကျွေးတွေဘာလဲအဲ့မဟိုကခံပြီးတော့ဆက်ရအောင်လဲအဲ့မအနေထားကြည့်လိုက်ဦးနော်နင်မရလေအေးနင်မရမျက်နှာကိုမကြည့်ရင်တော့နင်နဲ့မွေးထားတဲ့နင့်သားနဲ့နင့်သမီးရှိရဲ့လေငါပြောချင်တာဟမ်အဲ့ဒီကောင်ယူထားတဲ့စောက်ကောင်မနင်တို့လည်းဒီအမျိုးသမီးငိုယုံနေတာဒီကလေးတွေငိုယုံနေတာကိုမြင်ပါပဲနော်မြင်ပါပဲကိုချင်းစာနင်သူများလင်းကိုယူထားပြီးလို့ရှိရင်အဲ့ကောင်နင်လင်လှုပ်စာတွေကိုမှအကျွေးတွေကိုဆက်ပေးလိုက်ကြားလားဆက်ပေးလိုက်အကျွေးကြေွားတယ်ဆိုလို့ရှိရင်သူ့ကလေး2ယောက်နဲ့သူရက်တီလို့ရသွားလိုက်အဓိကအဲ့အကျွေးတွေနော်အေးဒီအကျွေးတွေကြေပြီးွားအောင်ဒီကလေး2ယောက်ရဲ့ရှေ့ရေးကနင်တို့မှတာဝန်ရှိတယ်နော်တိလာနင်တို့တွေလောင်တီးပြီးနောက်မိမယူတာပြဿနာမရှိဘူးအမှနင်တို့လောက်ပြီးမွေးထားတဲ့ကလေး2ယောက်ကနော်ချောလေးတွေချစ်စရာလေးတွေငါပြောချင်တာအေးအဲ့ထိုင်းကိုရောက်သွားတဲ့လူတော်များကအဲ့လိုအောက်တန်းသားစိတ်တွေဝင်သွားတယ်နော်ဒီမှာလဲငါမျက်စိရှေ့မှာငါမြင်ရတာနော်သိလားပြောရမယ်ဆိုလို့ရှင်တော့နော်ငါနဲ့သွေးသားမကင်ဘူးအဲ့ကလေးမလေးရဲ့ယောက်ျားကိုအဲ့ကလေးမလေးကငွေတိုးနဲ့ရှာပြီးတော့ထိုင်းအောင်ပို့လိုက်တယ်ထိုင်းကိုပို့လိုက်တဲ့အကခါကြတော့အဲ့ဒီအကောင်ကဒီမြန်မာပြည်မှာတည်းကရှုပ်နေတာနော်ပြောမယ်ဆိုမရင်ငယ်မှုနေတယ်အဲ့ဒါကို तू ကကလေးမလေးကသူ့မိန်းအနေအတိုးနဲ့ရှာပြီးတော့သူ့လင်ကိုထိုင်းသွားမယ်ဆိုတော့ပို့လိုက်တယ်ထိုင်းလဲရောက်တော့ဒီကောင်ကမရင်ငယ်ကိုခေါ်တင်ခြင်းတော့အဲ့ကလေးမလေးကိုနောက်ထပ်ပတ်စံ10သိန်းလွှဲပေးပါ तू ဖုန်းလဲမှာမလို့ဖုန်းမကောင်းတော့လို့အိမ်နဲ့ဆက်သွယ်ရအောင်ဖုန်းကမကောင်းဘူးဆိုလားပြတ်သွားလို့ဆိုလားပတ်စံ10သိန်းပို့ခိုင်းပြီအဲ့ဒီပတ်စံ10သိန်းနဲ့ကောင်မသူ့မရင်ငယ်ကိုစိုက်